horror game ကောင်းတစ်ခုဖြစ်ဖို့အတွက်ဆိုရင်အရေးကြီးဆုံးက sound effect လား jump scare လားဒါမှမဟုတ်ရင်ဘယ်ကမှမသိဘာမှမသိတဲ့ unknown fears တွေလားဒါမှမဟုတ်ရင်ဆွဲဆောင်မှုရှိတဲ့ story line တွေရလားဒီလိုစံနှုန်းတွေကိုသိဖို့အတွက်ဆိုရင်တော့ horror game တွေကိုကောင်းကောင်းဆော်ဖို့တော့လိုပါလိမ့်မယ် horror game တွေကြိုက်တယ်လို့ပဲဖြစ်ဖြစ်စမ်းစောကြည့်ချင်တာပဲဖြစ်ဖြစ်အခုကျွန်တော်ပြောပြပေးသွားမယ့် game လေးတွေကိုစမ်းစောကြည့်လို့ရပါတယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇက်ပါဗီဒီယိုလေးမစခင်မှာ Mobile Legends တိုင်းမှာ PUBG စီနဲ့အခြား game ပေါင်းများစွာအပြင် Netflix, Spotify နဲ့ Kakak Pro လို Premium version တွေဖြည့်ချင်တာဆိုရင်တော့ကျွန်တော်ရဲ့ Game Set application လေးရမှာလာပြီးတော့ဖြည့်လို့ရပါတယ်ဖြည့်ချင်တယ်ဆိုရင်တော့ Telegram channel မှာ link လေးကိုတင်ထားပေးပါတယ်မသိတာရှိရင်လည်း chat box ကနေလာမေးလို့ရပါတယ် Number 1 Little Nightmare ဒီ game လေးကတော့ Thassia Studio ကဖန်တီးထုတ်လုပ်ထားပြီးတော့ဗန်တိုင်းနိုင်ကိုဖြန့်ချီတဲ့ကမ္ဘာတစ်ဝန်းမှာအတော်လေးလူကြိုက်များပြီးတော့အောင်မြင်ခဲ့တဲ့ psychological horror and puzzle platformer game ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်ဒီ game လေးရဲ့ထူးခြားချက်ကတော့တခြား horror game တွေလိုသွေးတန်ရဲတွေ jump scare တွေနဲ့ခြောက်လန့်တာမျိုးမဟုတ်ဘဲနဲ့ထူးခြားတဲ့ art style တွေ audio ဘိုင်းဆိုင်ရာတွေနဲ့ကစားသူရဲ့စိတ်ကိုလွှမ်းမိုးပြီးတော့ခြောက်ခြားစေရပဲဖြစ်ပါတယ်ဒီ game ထဲမှာကစကားပြော dialogue တွေစာသားတွေနဲ့ရှင်းပြရပြတွေလုံးဝမပါဘဲနဲ့ game နဲ့ပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ဇလန့်ကိုကိုယ်တိုင်ခံမှန်းပြီးတော့ဆော့ရမှာဖြစ်ပါတယ်ကစားသမားကအဝါရမိုးကအင်ဂျီလေးဝတ်ထားတဲ့ six ဆိုတဲ့ဇက်ကောင်လေးနေရာဆော့ကစားရမှာဖြစ်ပြီးတော့သမောလို့ခေါ်တဲ့အလွန်ကြီးမားပြီးတော့လှုပ်ဝက်ဆန်ပြတဲ့ရင်ကုန်သမောကြီးပေါ်မှာပိတ်မိနေမှာပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာပုံပြပန်းပြက်တွေနဲ့မော်စတာတွေအများကြီးရှိနေမှာဖြစ်ပြီးတော့ကစားသမားအနေနဲ့သူတို့ရန်ရန်တွေလွတ်အောင်လို့ထွက်ပြေးပုံးချောင်ပြီးတော့ဆော့ကစားရမှာပဲဖြစ်ပါတယ်ဒီဂိမ်းထဲမှာပါတဲ့ The Janitor, The Lady, The Twin Shadow လို့ monster တွေကကလေးတယောက်ရဲ့စိတ်ကူးတွေကအိမ်မဆိုးတွေအတိုင်းပုံဖော်ထားတာမလို့အရန်ကြောက်စရာကောင်းတဲ့ feeling မျိုးကိုရရှိစေမှာပဲဖြစ်ပါတယ်မမျှော်လင့်ထားတဲ့ plot twist တွေနဲ့မလို့မစောရသေးရင်အခုပဲဆန်းစောကြည့်လိုက်ကြဖို့အကြံပေးချင်ပါတယ် Number 2 Chuchu Charles ဒီ game လေးကတော့ 2 star game နာမည်နဲ့ developer တဦးရဲ့ဖန်တီးထားတာဖြစ်ပြီးတော့ open world survival horror game မျိုးစားလေးပဲဖြစ်ပါတယ်ဒီ game လေးမှာတော့ကစားသမားက Arania လို့ခေါ်တဲ့ကျွန်းကျော်ပေါ်ရောက်ရှိလာတဲ့ monster hunter တယောက်နေရာကနေစော်ကစားရမှာဖြစ်ပြီးတော့အဲဒီကျွန်းပေါ်မှာရှိတဲ့ဒေသခံတွေကိုဒုက္ခပေးပြီးတော့အသားစားနေတဲ့ Charles ဆိုတဲ့မကောင်းဆိုးဝါးတစ်ကောင်ကိုနှိမ်နေရမှာပဲဖြစ်ပါတယ်အဲ့ဒီ monster ရဲ့ပုံစံက pink chart တွေပါတယ်မြည့်ရတာဆက်ကောင်းတွေဖြစ်ပြီးတော့မျက်နှာကလည်းသွေးစာနေတဲ့ clown မျက်နှာကြီးနဲ့မလို့မြင်ရတဲ့တင်ကြောက်ကြံ့စရာကောင်းပါတယ်ကစားသမားမှာလည်းကိုပိုင်ရထားအဝါရောင်လေးရှိပြီးတော့ဂျတားနောက်ခန်းမှာပါတဲ့တနက်နဲ့ Charles G ကိုပြန်ပစ်လို့ရပါတယ်ကျုံးပေါ်ကဒေသခံတွေပေးတဲ့ mission တွေကိုလုပ်ရထားလည်းမရှိတဲ့ Tory ကူတွေထဲမှာလမ်းလျှောက်ပြီးတော့ပစ္စည်းရှာမျိုးတွေလည်းရှိပါတယ်အဲ့လိုချိန်မျိုးမှာ Charles နဲ့တိုးရင်တော့ပြန်ချလို့မရဘဲနဲ့အသက်လူပြီးပြေးရတာမလို့တကယ်ကိုရင်တတဲလေးနဲ့ကြောက်စရာကောင်းပါတယ်Mobile version မှာက graphic ကပုံမှန်ပဲမလို့ဖုန်းနေသမားတွေအတွက်လည်းဆော့လို့အဆင်ပြေနိုင်ပါတယ် Number 3 Forgotten Memory ဒီ game လေးကတော့ Citrus Interactive ကဖန်တီးထုတ်လုပ်ထားဖြစ်ပြီးတော့ Silence Hill, Resident Evil တို့လိုမျိုး 90th century ခေတ်က classic survival horror game ရတာကိုအပြည့်အဝပေးစနိုင်တဲ့ psychological horror game ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်ကစားသမားက Rose Hawkins ဆိုတဲ့အမျိုးသမီးနေရာကနေစော့ကစားရမှာဖြစ်ပြီးတော့ Adam ဆိုတဲ့ပျောက်ဆုံးနေတဲ့ကောင်မလေးတယောက်ကိုလိုက်ရှာရင်းနဲ့ဆွန့်ပစ်ထားတဲ့စိတ်ကျမ်းမာရေးဆေးရုံအဟောင်းကြီးစီကိုရောက်သွားပြီးတော့ပိတ်မိသွားခဲ့ပါတယ်။အဲ့ဒီဆေးရုံမှာသူမကိုယ်တိုင်ဒဏ်ရာရရှိပြီးတတိမေမြောက်သွားရာကနေပြန်လို့လာတဲ့အခါမှာအေးဆက်တဲ့ပတ်ဝန်းကျင်ကြောက်မဖွယ်ရာတရက်တစီတွေလှုပ်ရှားနေတဲ့ရုပ်တွေနဲ့ရင်ဆိုင်ရပြီးတော့ရှင်တန်အောင်ရုန်းကန်ရတဲ့ဇလန်းမျိုးလေးပဲဖြစ်ပါတယ်။တပ်ပါဆန် view နဲ့စော့ကစားရမှာဖြစ်ပြီးတော့လမ်းသားရှာဖို့ပတ်စယ်တွေဖြည့်ရှင်းတာလိုအပ်ချက်တွေကိုခက်ခက်ခဲခဲရှာဖွေပြီးတော့ဖော်ထုတ်ပြီးကစားရမှာပဲဖြစ်ပါတယ်။မောင်မဲမဲကြီးထဲမှာအားကိုးစရာဓမီတစ်လုံးပါရှိပြီးတော့တောက်ကျိုးနဲ့ဓမီကအားကုန်တဲ့အတွက်ကြောင့်မလို့ဘက်ထရီတုံးတွေကိုအမြဲလိုက်ရှာပြီးတော့တေချာသုံးဆွဲရမှာပဲဖြစ်ပါတယ်။ပြေးုံတသက်မဟုတ်ဘဲနဲ့တန်ပိုက်တွေတနက်တွေစတဲ့လက်နက်တွေနဲ့လည်းပြန်ချလို့ရပါတယ်။ဒါပေမဲ့ကြီးစံတွေဆေးဘူးတွေကအတော်လေးရှားတာမလို့ပြစ်ချင်တိုင်းပြစ်လို့မရဘဲနဲ့တေချာစနစ်တကျအသုံးပြုရပါမယ်။ဒီ game ရဲ့နောက်ထပ် creepy ဖြစ်တဲ့အပိုင်းကတော့ဒီ game ထဲမှာပါဝင်တဲ့အယုံမာတွေဖြစ်ပါတယ်။အဲ့ဒီရုပ်မတွေကကိုကြည့်ငြိမ်နေပြီးတော့မျက်စိလွှဲလိုက်တာနဲ့လှုပ်ရှားလာတာမျိုးတွေအမောင်တွေကနေရုပ်တရက်ထွက်လာတာမျိုးတွေကတကယ်ကိုကြောက်ချမ်းစရာကောင်းပါတယ်ဒီ game ရဲ့ကျွန်တော်ကြိုက်ဆုံးပိုင်းကတော့ voice setting နဲ့ soundtrack ဖြစ်ပါတယ်အရှိမဆော့ပြထားတဲ့အတိုင်းဇက်ကောင်တွေရဲ့အတန်သွေးဆောင်မှုတွေကအရန်ကောင်းပြီးတော့ပတ်ဝန်းကျင်ရဲ့ညီးတန်တွေထူးဆန်းတဲ့အတန်တွေကကြောက်စိတ်ကိုပို့ပြီးတော့ဆွဲတင်ပေးပါတယ် graphic ပိုင်းကလည်း mobile version မှာတော့တော်တော်ကြီးကိုကောင်းလွန်ပါတယ်ဒီ game လေးကကျွန်တော်ရဲ့ personal အရာအကြိုက်ဆုံးနေတဲ့တခုဖြစ်တာမလို့စော့ကြည့်ဖို့ဆိုရင် fully recommend ပေးပါတယ်အရှိကပြောသွားတဲ့ game သုံးခုစလုံးက Play Store မှာဆိုရင်ဝယ်ဆော့ရတာမလို့ free download ဆွဲချင်တာဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel မှာ link လေးကိုတင်ထားပေးပါမယ်အများကြီးပြောရင်ဘန်းကန်ရမှာဆိုလို့ပါဆိုတော့ brother တို့အနေနဲ့ horror game ဆိုတာနဲ့ဘယ်လို game မျိုးကိုပြေးမြင်ကြလဲဘယ် game ကိုသဘောကျလဲဆိုတာကိုကမ္ဘာမှန်သွားလို့ရပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and follow လေးလှုပ်သွားပေးကြပါအောင်
ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ပါ